3ထက်ကိတ်တစ်လုံးလုံးဝအပီးထိ3ထက်ပြီးပြီဆိုမှပြန်ဖြတ်ရတာပေါ့နော်ကြည့်ကိတ်ကြီးကအချင်းတွေကဆက်ဆက်လုံနေတာလုံးဝစောင်းနေတာလုံးဝကြည့်လို့မကောင်းပြုတ်ကြကန်နေပဲဒါမှလည်းဆက်လုံနေတယ်အဲ့နေရဘာဖြစ်လဲဆိုတော့ညာကြီးဒါနောက်ဆုံးမနဲ့ခင်းပေးရမယ်ဆိုတော့နောက်ဆုံးလုံနေတာပေါ့နော်အဲ့နေရအလုပ်တွေကိတ်တွေလုံးရလက်ခံတာတော်တော်ကိုများသွားတယ်ဒီနေ့လိုမျိုးပေးရတဲ့ကိတ်တွေရောမနဲ့ဖြန့်အတွက်လောက်ရတဲ့ကိတ်တွေရောကိုမှလူခွဲလည်းမရှိဘဲနဲ့ပေါ့နော်မနိုင်မနေနေလက်ခံပြီးတော့မှလှုပ်လိုက်တာလေကိုလည်းသတိမထားနိုင်ဘူးကြည်လိုက်ရောပြီးထီလှုပ်တာဆိုလှုပ်တာအပြီးထီလှုပ်လဲပြီးရောပြန်ကြည့်တယ်စောင်းနေတယ်လူကနားချင်နေပြီအရန်လဲပင်မနေပြီအိတ်တော့မယ်လုံးဝအိတ်မပြောဘူးစိတ်ညစ်နေရသေးလားမဖြစ်သေးပါဘူးပြန်ထားတယ်ကိတ်3ထက်ကိတ်ကုံလုံးပြန်ဖြတ်ပလိုက်တယ်အစကနေအစုံပြန်လှုပ်လိုက်တယ်ပေါ့နော်အချိန်တော့တော်တော်ကြာသွားတယ်ဒါပေမဲ့ကိတ်ကလေးတက်ရက်ပြီးပြန်ထွက်လာတော့အဲ့တော့မှအိတ်ပျော်တာတိလားအဲ့တော့မှစိတ်ချမ်းသာသွားတာအဲ့တော့မှနေလို့ထိုင်လို့ကောင်းသွားတာအမလေးပေါ့သွားတာ customer လက်ထဲကိုလေမပြည့်စုံတဲ့ KG ထည့်ပေးလိုက်ရရင်နောင်နာတွေရပြီးတော့စိတ်ညစ်နေရမှာတိလားအခုတော့ပင်မနာဘာမှမဟုတ်